Brighton ရဲ့တိုက်စစ်အားကိုတော့သွားရွှေ့တော့လို့မရဘူးတစ်ဖက်မှာလည်း head to head ရ Brighton ကြီးရဲ့အသာရနေတဲ့နောက်ဆုံး၄ချိန်မှာဆိုတော့ Chelsea အသင်းကပြန်လာနိုင်မလားဆိုတာလည်းစောင့်ကြည့်ရမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Talk Show Facebook Page YouTube TikTok Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့ကိုလေးပါခင်ဗျာကျွန်တော်စမ်းကြပါခင်ဗျာဟုတ်ပါတယ်ကိုစမ်းကြအခု Game Week 2ဖြစ်တဲ့ Premier League ပြိုင်ပွဲတစ်ခုပေါ့နော်နိုင်ပွဲကိုစီရထားတဲ့ Chelsea အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ကလေးကိုလည်းတင်ပြပေးပါဦးခင်ဗျာ Chelsea အသင်းနဲ့ Brighton အသင်းတို့ကတော့တနင်္ဂနွေနေ့ည9:00နာရီခွဲမှာရှင်ပြိုင်စားမှာဖြစ်ပြီးတော့နိုင်ပွဲကိုစီရထားတဲ့အသင်းတွေပဲဖြစ်တဲ့ကိုလေးChelsea အသင်းကလည်းပြီးခဲ့တဲ့ပထမဆုံးပွဲမှာFulham အသင်းကိုဝေးကွင်းမှာသွားပြီးတော့ 2-3 နဲ့နိုင်တယ် Brighton အသင်းကလည်းအိမ်ကွင်းမှာ Aston Villa လိုအသင်းမျိုးကို4-0နဲ့နိုင်ထားတယ်အသင်းပြနောက်ပြီးတော့ Carabao Cup မှာလည်းနှစ်သင်းစလုံးကကိုစီနိုင်ပွဲတွေရထားတယ်နှစ်သင်းဆိုတော့ဒီပွဲကတော့တော်လေးကြီးကောင်းမယ်လို့ထင်ပါတယ်ကိုလေးဟုတ်ပါတယ်ကိုစမ်းChelsea ကရာသီအဖွင့်ပွဲစဉ်မှာပဲ Fulham အသင်းကို 3-2 နဲ့နိုင်ပွဲရထားတဲ့အတွက်ကြောင့်မလို့ Xabi Alonso နဲ့ကတော့အဖွင့်ကောင်းသွားရလို့ပဲပြောရမှာပေါ့နော် Brighton ကတော့ဒီရာသီအဖွင့်ပွဲစဉ်မှာပဲ Aston Villa ကိုအနိုင်ရထားတာပြက်သားပေါ့နော် Aston Villa ကိုပြက်သားအနိုင်ရထားတဲ့အတွက်ကြောင့်မို့လို့တာထွက်ကောင်းတယ်လို့ကျွန်တော်တို့ကသုံးသက်တယ်ဗျအဲ့တော့တာထွက်ကောင်းတဲ့အသင်းအနေနဲ့ထိတိုက်တွေ့ဆုံမှုကတော့အကြီးအကျယ်ဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ကိုစမ်းကြရောဟုတ်ပါတယ်ကိုလေးဒါ Chelsea အသင်းကလည်းနိုင်ပွဲတွေကိုစီရထားတဲ့အပြင်သူတို့ရဲ့တိုက်စစ်3ယောက်တန်းကလည်းတကယ်ကိုကောင်းမွန်တဲ့ဂျာအိုပက်ထရိုကူဘေးမာMorgan Roger ရဲ့အတွဲဆက်ကလည်းဂိုးတွေမြူးနေတယ်ဒီအတွဲဆက်ကိုရှင်မိုးကလည်း Brighton နဲ့တစ်ဖက်မှာပြီးခဲ့တဲ့Aston Villa အသင်းမျိုးဒီ 4-0 နဲ့နိုင်ထားတယ် Fabian Husela ရဲ့အသင်းကလည်းသူတို့ရဲ့လက်ရှိအသင်းမှာဆိုလို့ရှိရင်တက်ကြီးကစားသမားတွေဆိုလို့ Pascal Gross Lewis Dunk နဲ့ Boskali ဆိုတဲ့3ယောက်ပဲရှိတယ်ကျန်တဲ့ကစားသမားတွေကတကယ်ကို20ကျော်လေးတွေဆိုတော့အဲ့စစ်ကလည်းရှင်းရှင်းမြင်သူတို့ကကောင်နာတက်ကြီးကိုတော်တော်လေးကိုလင်းမြန်သွားတဲ့အသင်း Chelsea အသင်းကလည်းတစ်ဖက်မှာဒီကောင်နာတက်ကင်းကိုလည်းတကယ်ကို Morgan Roger တို့အတွဲဖက်နဲ့တကယ်ကိုသွားနေရဆိုတော့ဒီပွဲကဂိုးတော်မြူးမယ်လို့တော့ထင်မိရကိုလေးဟုတ်ပါတယ်ကိုစမ်းကြChelsea တင်နေရတော့ဒီပွဲကိုသိပေါ်ဆနေလို့တော့မရဘူးဗျBrighton ရဲ့ counter attack တွေကလည်းတော်တော်လေးကောင်းတယ်ခင်ဗျ Chelsea အနေနဲ့သူ့ရဲ့ defense ဘိုင်းကိုတေချာပြင်ဆင်လာဖို့တော့လိုလာလိမ့်မယ်ဗျဘာဖြစ်လို့လဲဆိုတော့ Brighton ကပြီးခဲ့တဲ့ Premier League Game Week 1မှာရောတအားကိုဂိုးမြူးနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ Chelsea အနေနဲ့တစ်ဖက်မှာတေးသေးချာချာလေးပြင်ဆင်လာနိုင်မှဂိုးကိုတေချာလေးပြင်ဆင်လာနိုင်မှာပေါ့နော်ဂိုးမမြူးမဲ့ပုံစံမျိုးဖြစ်မယ်ဗျဒါကြောင့်မလို့ Chelsea တွေနဲ့နိုင်ရင်လည်းဆိုလို့ရှိရင်တိုက်စစ်ကိုဦးစားပေးဖို့လဲလို့လို့တစ်ဖက်ပိုင်းကိုလည်းတေချာပြင်ဆင်ဖို့တော့လိုလာလိမ့်မယ်ဗျဟုတ်ပါတယ်ကိုလေးနောက်တစ်ချက်ကလည်း Chelsea အသင်းကဒါပေါင်းဆုံး၄ဝဲစတိုက်Brighton အသင်းကိုလုံးဝနိုင်ဝဲမရှိရတဲ့၄ဝဲစလုံးရှုံးခဲ့တာဆိုတော့တော်လေးကိုဒီပြဿနာတော့လုံစုံနေနဲ့တော်တော်လေးကိုဖြေရှင်းရမယ်လို့ယူဆတယ်နောက်ဆုံးပွဲမှာဆိုလို့ရှိရင် 3-0 3-1 3-0ဆိုပြီးတော့ Chelsea ကိုဘိုးပြက်တွေရွေးအိမ်ဝဲဝေးကွင်းတွေရောမရွေးဒါ Brighton အသင်းကနိုင်ခဲ့တာဆိုတော့ဒီနှစ်မှာရော Brighton အသင်းက Chelsea အသင်းကိုမြန်ထပ်မံနိုင်ယူအောင်မလားလက်ရှိချိန်မှာလည်းဒါလုံစုံတိဆောက်ထားတဲ့အသင်းကလည်းပြောမယ်ဆိုရင်အသစ်နီးပါးလို့ဖြစ်နေပြီအချိန်မှရှိရဲ့သူတို့ရဲ့တိုက်စစ်3ယောက်တန်းကဘယ်လောက်ထိ Brighton အသင်းကိုဒုက္ခပေးမလဲဆိုတော့မသိပေမဲ့Brighton အသင်းကတော့လက်ရှိအချိန်ကြီးနေထားရတော့သူတို့ကတကယ်ကိုကောင်းမွန်တဲ့စီးလုံးတဲ့အသင်းကိုတော်တော်လေးပြောလို့ရတယ်ဒါဟူဆယ်လာရဲ့လက်ထက်ထဲမှာ Brighton အသင်းကတော်တော်လေးကိုတောက်ပနေလို့ပြောရတယ်ခင်ဗျဟုတ်ပါတယ်ကိုစန်းကျဲChelsea အသင်းကပေါ့နော်အိမ်ကွင်းအားသာချက်လေးရှိပေမဲ့လို့ Brighton ကလည်းဂိုးပြန်ရနိုင်တယ်လို့ကျွန်တော်တို့မြင်နေဗျလက်ရှိနေထားရပေါ့နော်Brighton ရဲ့ခြေစွမ်းChelsea ရဲ့တိုက်စစ်နှစ်ဦးတွေ့ဆုံမှုကတော့ပြင်းပြင်းထန်ထန်ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ကတော့မြင်မိပါတယ်ကိုစန်းကြေရောအခြားသောသုံးသက်ချက်အနေနဲ့ရောဒီပွဲစဉ်ကိုဘယ်လိုသုံးသက်မိသေးလဲဗျ Chelsea အသင်းကတိုက်စစ်တော့ကောင်းပေမဲ့ကိုကြီးတစ်ဖက်မှာလည်းခံစစ်ကတော့ပေးဂိုးတွေကရှိနေသေးပဲပြီးခဲ့တဲ့ဖူအန်နဲ့ပွဲရဆိုလို့ရှိရင်သူက3ဂိုးသွင်းမယ်လို့နောက်က2ဂိုးပြန်သွင်းခံရတယ်အဲ့လိုမျိုးအနေထားကိုရှိတယ်ပေါ့နော်အဲ့တော့ဒီလို Brighton နဲ့တွေ့တဲ့ပွဲမှာသူတို့ကရောဒီပေးဂိုးတွေကိုဆက်ပေးနေရအောင်မှာလားဆိုတော့တန်တရားတော့ရှိမိတယ်နောက်ပြီးတော့အိမ်ဝင်းဖြစ်နေကစားဒီ Brighton ရဲ့တိုက်စစ်ကိုဘယ်လိုခံထားမလဲဆိုတာလည်းရှိသလိုနောက်ပြီးဇာဗီလွန်ဆိုနဲ့ဂူဆယ်လာတို့ရဲ့တိုက်ပွဲရလည်းပြင်းထန်နေမှာတော့တေချာပဲကူလေးနောက်ပြီးတော့ Brighton အသင်းမှာလည်းလက်ရှိသူတို့မှာသူတို့ထွက်သွားတဲ့ကစားသမားတွေဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကာလိုဘလီဘာဆိုလို့ရှိရင် Manchester United ကိုရောက်လာပြီဆိုပေမဲ့လို့လည်းသူတို့မှာတကယ်ကစားသမားကောင်းတွေအများကြီးကြံခဲ့တာကူလေးအဲ့တော့Brighton ရဲ့တိုက်စစ်အားကိုတော့သွားရွှေ့တော့လို့မရဘူးတစ်ဖက်မှာလည်း head to head ရ Brighton ကြီးရဲ့အသာရနေတဲ့နောက်ဆုံး၄ချိန်မှာဆိုတော့ Chelsea အသင်းကပြန်လာနိုင်မလားဆိုတာလည်းစောင့်ကြည့်ရမယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတော့ Chelsea အသင်းကိုကျွန်တော်တို့ဒါပြီးခဲ့တဲ့တရားစီလုံးလွဲခဲ့တဲ့ခံမှန်းချက်ကတော့
ပြီးခဲ့တဲ့ပွဲတော့မှန်ခဲ့တယ်ပေါ့နော်ဒီပွဲမှာလည်း Chelsea ကဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ကိုလေးဒါပွဲပြီးရလက်လေးကိုလည်းတစ်ချက်လောက်ပြောပြပါဦး ဟုတ်ပါတယ်ကိုစန်းကြီးကျွန်တော်အမြင်ကျွန်တော်သုံးသပ်ချက်အနေနဲ့ကတော့နှစ်သင်းလုံးကတိုက်ဆက်အာသံအသင်းတွေဖြစ်တယ်ခန်းစဉ်ပိုင်းအားနည်းချက်ရှိရဲ့အသင်းကဒါရင်းနေမယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ဗျ။ဖိုက်ကလည်း Chelsea ကလည်းအိမ်ဝင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီသုံးသပ်ချက်မှာတော့ကျွန်တော် Chelsea ကိုတော့နည်းနည်းလေးအလေးတာပေးခြင်းနဲ့ဗျ3-2လောက်နဲ့ Chelsea နိုင်လိမ့်မယ်လို့ကျွန်တော်တော့သုံးသပ်မိပါတယ်ခင်ဗျာ Chelsea အသင်းကဒါပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့3-1နဲ့သူတို့ဥဆောင်ပြီးမှနောက်တကိုးပြန်ပြီးလိုက်ရတယ်ပေါ့နော်ဒီပွဲမှာရော Morgan Roger တို့တိုက်စစ်အတွဲနေတယ်ဘယ်လောက်ထိဒါ Brighton မြောက်တန်းကိုထိုးပေါက်နိုင်မလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဒီပွဲမှာတော့ညီလေးကတော့ဒီပွဲကိုတူတူတရေဂိုးပေါ်တော့သွားမယ်လို့ထင်တယ်ဒါပေမဲ့တည်ကြသွားမယ်လို့ထင်တယ်ဗျနှစ်ဖက်စလုံးကတိုက်စစ်ကကောင်းနေတယ်ပြီးတော့ Brighton ရဲ့အစင်လာတွေ Chelsea ကိုဒါကြော်ဖြတ်ထားတဲ့အစင်လာတွေရရှိတော့တခုတော့ရှိရဲ့အလွန်ဆိုရဲ့နီးဗျူဟာဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့မသိဘူးတစ်ဖက်မှာလည်းသူတို့ကအန်ဆိုမန်စီးတီးကိုလက်လွတ်ရတော့မယ့်အခြေအနေလည်းရှိရဆိုတော့သူရဲ့ကစားကွက်အပြောင်းလဲတွေလည်းရှိလာအောင်ပါဘူးလေအဲ့တော့ဒီပွဲကတော့ကျွန်တော်တို့တူတူပဲခံမှန်းထားပါတယ်โอเคကျွန်တော်တို့ football talk show ကိုအားပေးနေတဲ့တူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒါဆရာတို့ရဲ့အားပေးမှုကြောင့်လည်းကျွန်တော်တို့ဒါ follower လေး like လေးအများကြီးတက်လာတာကိုလည်းတွေ့ရတယ် view လည်းအများကြီးရလာတာကိုတွေ့ရတယ်အဲ့တော့ကြောင့်လည်းကျွန်တော်တို့တူတူတယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ football talk show ကိုလည်းဆက်လက်အားပေးပါအောင်လို့ပြောရင်းနဲ့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ဆုံတွေ့ပါမယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ